Hello everyone ဒီကောနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ Merry Christmas to you ဆိုတဲ့တခြင်းလေးကိုကော့ချူတွေလေးလုပ်ပေးသွားမယ်ပေါ့နော်ဆိုတော့ G family နဲ့တီးထားတာပေါ့နော်အဲ့ Merry Christmas to you ပေါ့နော်ပထမဆုံးပါတဲ့ကောကိုကျွန်တော် G5 လို့ခေါ်တယ်လောပုံစံကိုင်ရပါတော့အဲ့ပြီးရင် G sharp din 7လို့ခေါ်တယ်6ကြိုးပါပဲနော်6ကြိုးပါပဲတစ်ကြိုးပိတ်တယ်အောက်ဆုံးကတစ်ကြိုးကျွန်တော်ပိတ်မယ်G sharp din 7အဲ့ဒါပြီး A minor 7လို့ခေါ်တော့ဗောနော်ဆိုတော့ကျွန်တော်5ကြိုးနေစတီးရတော့မှသူပြောအဲ့ဒါပြီးရင် G7 sharp 5/B လို့ခေါ်တယ်ဟောနော်အဲ့ဒါပြီး C at9 ရောနော်โอเคအဲ့ဒါဘယ်လိုတီးလဲဆိုရင်ချစ်တဲ့ပေါင်းတဲ့တွေဗောနော်တနေ့နေ့ကြောင်လေးထည့်ပေးလိုက်တာအဲ့နောက်ဆုံးသားလေးမှာပေါင်းတဲ့တွေနောက်မှကြောင်လေးဘာလို့လဲဆိုတော့ foul သွားမှာဆိုတော့အတန်ကပြတ်သွားမှာအဲ့ foul မှာပြတ်မှာဆိုတော့သူကအဲ့နာမှာကြောင်လေးသူ့ထည့်ပေးလိုက်တော့ဗောနော်ချစ်တဲ့ပေါင်းတဲ့တွေဗောနော်အဲ့ဒါပြီးရင် CN9 1မြောက် CN9 နော်အကောင်လုံးအလွတ်ချိုးလေးပဲ6ချိုးတချိုးပဲတတ်မယ်6ချိုးတချိုးတော့တက်ရမှာပေါ့နော်1မြောက်ဖို့ဆိုရင် C minor 6လို့ခေါ်တယ်သူကကျတော့ဒီ3ချိုးအတန်ကျွန်တော်ကတတလေးနဲ့ဖိပြီးတော့မထွက်အောင်အတန်ထိန်းနိုင်မယ်မနော်โอเคအဲ့ပြီးမှ C minor 6ပေါ့နော်အောက်ဆုံးမှာ6 note ရှိအဲ့လိုတီးပါနော်1မြောက်ဖို့ပေါ့နော်အဲ့ပြီး day the chance ဆိုရင် D ဖြစ်သွားပြီday the chance ဆိုရင် D sharp din 7လို့ခေါ်ပြတို့ကျတော့4ကြိုးနေပဲတီးရမှာသူက4ကြိုးနေစတာပေါ့နော် D sharp din 7အဲ့ဒါပြီးရင် C/E လို့ခေါ်တယ်ဟောနော်ဒီက5ကြိုးနဲ့6ကြိုးနဲ့ကြိုးမပါတော့ဘူး C/E ဒီအောက်မှာပဲအဲ့ပြီးရင် D/F sharp လို့ခေါ်ရတယ်လို့ပြောD/F sharp လို့ခေါ်တော့နော်အောက်ဆုံးကကြိုးတက်ရမယ်အောက်ဆုံးကကြိုးအတန်မထွက်ဘူးနော်အဲ့ဆိုဘယ်လိုလာလဲဆိုတော့1မြောက်ဖို့ဒီတချမ်းလေးညာဆိုဘောနော်အမှပြီးရင် G ကိုပြန်ဆုံးမယ်wine puelo G5 လို့ခေါ်တော့ဗောနော် wine puelo အဲ့ wine puelo ဆိုတဲ့အဆုံးမှာကျတော့ကျွန်တော်တို့က G ometic 7ဆိုတော့ပြန်ထည့်တယ်ဗောနော်ဘာလို့လဲဆိုတော့ကြောင်တောင်လေး verse တစ် byte ကိုပြီးတော့လို့ကြောင်တောင်လေးထည့်ချင်လို့ဗောနော် wine puelo ဆိုမှနော်ဆောင်းလေးတစ်ခုထည့်လိုက်တယ်ဗောနော် G ometic 7လို့ခေါ်တယ်သူကပိတ်ရမယ့်ကြိုးတွေကဒီရဲ့5ကြိုးပိတ်ရမှာနော်5ကြိုးအတန်ပိတ်ရမယ်အပြီး1ကြိုးအတန်လည်းပိတ်ရမှာကျန်တာတော့အကုန်လုံးဖိထားတဲ့အတိုင်းတီးမယ်ဗောနော်အပြင် bus score ပဲပြန်ကြော့မယ်ဗောနော် Christmas တင်ကောင်းတွေပြောကြဖို့ဗောနော်ဒီချိန်ပြန်လာခဲ့ပြီအဲ့လိုဗောနော်အမတက်ပြန်တင်ပြောရှင်တာချစ်တဲ့ပေါင်းတင်နေဘာလို့ပွဲလို့ Christmas တင်ပြောချင်ဒီချိန်ပြန်လာခဲ့ပြီပြီးနောက်တစ်ပိုင်းမှာလေချစ်တဲ့ပေါင်းတင်နေဆိုလဲအဲ့ဒီရဲ့ကော့ပဲပြန်ယူမယ်ဗောနော်အဲ့ဆို verse နှစ်ပိုင်းလုံးကဒီကော့တူပဲ Okay ဆိုတော့ chorus 5ဗောနော် chorus 5မှာလာမယ်Merry Christmas ဆို A minor ပေါ့နော် G5 A minor 7အဲ့ဒါပြီး G/B လို့ခေါ်တယ်ပြီး C at9 သွားမယ်ပေါ့နော် Merry Christmas to you ပေါ့နော်အဲ့ဒါ D ကိုရောက်သွားမှာပေါ့နော်ဆိုရင်1 2 3 4 5အဲ့လိုသွားမှာပေါ့နော် Christmas to you ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်အနာလေးမှာ D ometic ကိုထည့်မှာကြောင်လေးဖြစ်သွားအောင်ပေါ့နော်တချင်းမူရင်းထဲမှာတော့ကျွန်တော်အဲ့လိုမထည့်ထားဘူးဒါပေမဲ့အဲ့လိုထည့်ရင်ပိုကောင်းတယ်ပေါ့နော် Merry Christmas to you အဲ့လိုကြောင်လေးပေါ့နော်အဲ့ဒါပြီးတစ်ခါပြန်လာမယ် D ကနေ Merry Christmas to you ဟုတ်နော်အဲ့ဒါကြောင့်ခုနက verse 5မှာပါတဲ့ကော့ပဲ D ရယ် D sharp din 7ရယ် C/E D/F sharpရယ်G5 ရပေါ့နော်အဲ့ပြီးရင်တော့ verse အတိုင်းပြန်သွားအောင်ပေါ့နော် Merry Christmas to you all ဒီမှာ C minor 6နော် verse တိုင်းမယ်နော် Merry Christmas အဲ့ဒါ D ကနေမှဒီ /F sharp ကိုခုံတက်သွားမှာနော် Merry Christmas to you နော်အဲ့လိုမျိုးပြီးတော့မယ်အဲ့ဆဆတီးချင်းမှာတော့ကျွန်တော်တို့နည်းနည်းလေးပဲတီးတတ်မှာပေါ့နော်
ဒါပေမဲ့ကျင့်ရင်လည်းကျွန်တော်တို့ကနည်းနည်းမြန်လာလိမ့်မယ်အဲ့တော့မြန်လေးတီးနိုင်တော့ဘူးကောင်းတာပေါ့စစကျင့်တော့ကျွန်တော်ဖြည်းဖြည်းလေးပဲကျင့်ရတာပေါ့နော်ချစ်တဲ့အပေါင်းတွေဝမ်းမြောက်ဖို့ဒီချမ်းလေးပဲဆိုဝိုင်းပွဲလို့ Christmas တင်အောင်တွေပြောကြဖို့ဒီချိန်ပြန်လာခဲ့ပြီအပြင် chorus ကိုတောင်းရင် Merry Christmas to you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  ဟုတ်ပါနော်အဆုံးလေးကြည့်ရှုပြီးတော့အားလုံးအထူးကျေးဇူးတင်တယ်ကျွန်တော်လည်းဒီနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့ God bless you တွေ့များနေချက်ဤစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားရပြန်ချက်လိုက်ကောင်းလို့နေစေခုတွားတဲ့အနန္တပွင့်တို့ရင်မှငူတကယ်စမတီ